ဒီတစ်ပတ်ထဲမှာတော့ရုပ်ရှင်3ကားကိုရုပ်ရှင်အောင်မှကြီးဖြစ်တယ်ကွာတိ3ကားကလည်း language ကတစ်ခုနဲ့တစ်ခုကကွဲပြီးတော့ရုပ်ရှင်အမျိုးအစားတွေကလည်းကွဲပြားတယ်ကွာပထမကားကတော့ animation ကားဖြစ်တယ်ဒုတိယကားကတော့ဟို psychological mystery thriller ပုံစံမျိုးကားဖြစ်တယ်ကွာတတိယကားကတော့လုံးဝဟို political action thriller ပုံစံနဲ့ဖြစ်တယ်ကွာပထမဆုံးကြီးဖြစ်တဲ့ကားကတော့အားလုံးသိတဲ့ Zootopia 2ဖြစ်တယ်ကွာဒီကားကလည်း hype ကတော့တော်တော်ရှိကွာပထမကားကလည်းထွက်တာတော့တော်တော်ကြာကွာအရင်တော့အကြည့်တာနည်းနည်းအောင်မေ့နေကွာအခုမှပြန်ပြီး rewatch တယ်လုပ်နေအဲ့ဒါပေမဲ့အဲ့2ကိုတော့ဟိုရုပ်ရှင်ထွက်ပြီး4ရက်မြောက်လောက်မှကြည့်ကွာ Sunday မှာသွားကြည့်ဖြစ်တယ်အဲ့ဒါတော့ ticket ကဟိုတော်တော်ကွာသိမလားစောစော3ရက်လောက်စောပြီးဝယ်ထားလိုက်ရတော့ကွာမဟုတ်လူကများနေလို့ဆိုခုံမရမှာပါညာနဲ့အဲ့လိုပုံစံဖြစ်နေကွာရှုပ်ရှက်ခက်ရရုပ်ရှင်ကြည့်ရလေလူကအပြည့်ပဲကွာတရုံလုံးအပြည့်နဲ့ကြည့်ရတာတော်တော်မိုက်တယ်ကွာဟို wholesome feeling ပေးရကွာဒီ Zootopia ဒီမှာအရင်တော့ classic Disney တို့ Pixar movie ပုံစံမျိုးတွေပေးရကွာဂျားထဲမှာဆို animation နဲ့နည်းနည်းအဲ့လောက်ထိမမရကွာထွက်နေအရင်ဟုတ်ဒီပတ်တိသိအရင်ထိထိမိမိမရှိဘူးဆိုတဲ့ပုံစံပေါ့ဒီ Zootopia မှာဟိုနည်းနည်းအရင် classic ကားတွေရဲ့ vibe ပေးရဆိုပြီး feel တော်မိုက်တယ်ကွာပြရုံကလည်းရုံအပြည့်လူအပြည့်နဲ့ကြည့်ရဆိုတော့ပို့ပြီးတင်မလားရီရတဲ့ scene တွေလည်းပို့ပြီးရီရကွာဇာကပြီးတော့ Zootopia 1တော့ပုံစံကွာ Godfather reference တွေပါနေအဲ့လိုပုံစံနဲ့ဒီ Zootopia 2မှာလည်းSilence of the Lambs တို့ The Shining တွေ reference တွေပါတယ်ကွာတော့အဲ့ဒီ scene တွေကိုပြန် recreate တွေလုပ်ထားပြီးဒီထဲမှာအဲ့ Nick ရဲ့ dialogue တခုလည်းရှိရကွာသူက Hobbs ကိုပြောတယ်ကွာသူရဲ့ခံစားချက်ဘာညာအဲ့ avoidant attachment issue ကိစ္စကပြောရကွာတော်တော်မိုက်တယ်ကွာအဲ့ scene တော်တော်ကြံခဲ့ကွာပြီးဇက်ကတော်တော်ကြည့်လို့ကောင်းတယ်3လက်လာတော့လာပါဒါပေမဲ့ဘယ်နှစ်လောက်ကြာမလို့တော့မသိဒီကတော့တော်တော်ကြည့်ကောင်းတယ် rewatchability လည်းတော်တော်ကောင်းတယ် Zootopia တော့ပထမကတော့ဒီကားကြည့်ဖြစ်ဒုတိယကြည့်ဖြစ်တဲ့ကတော့ဂျပန်ကားဖြစ်တယ်ကွာဟိုဂျပန် indie game တခုကို adapt လုပ်ထားတဲ့ရုပ်ရှင်ပေါ့ Exit 8ဆိုတာဟာဒီကဂျပန်မှာထွက်တာတော့ကြာပြီပဲ၈လပိုင်းလောက်ထွက်တာထင်တယ်ဒီမှာတော့နောက်ကျတယ်ခုမှတင်တာကွာဒီဇင်ဘာမှာစတင်တာဒီကောက်လည်း trailer ကြည့်ပြီးပြန်တော်တော်စိတ်ဝင်စားဘူးကြည့်ချင်နေတာပေါ့ပြီးဒီကောက်ပုံစံလည်းလို့ရုံမှကြီးမှပို့ပြီး feel မဲ့ပုံစံပါတော့ပို့ပြီး immersive experience ရမယ့်ပုံစံပေါ့ခုမှရုံမှာစောင့်ပြီးကြည့်လိုက်တယ်ကွာဟို online မှာတော့ထွက်ပြီးကြားတာပဲတွေးသလိုပဲကွာဒီကောက်ကြည့်ရောလဲဒီကမ္ဘာ sound design တော်တော်ကောင်းတယ်ကွာ sound design နဲ့ score ကဇာကားရဲ့အစား first person view နဲ့စရကွာဒီ character ဖုန်းဝင်ကြည့်ရရထားပေါ်ဖုန်းကြည့်ရဟိုဘက်ကြည့်ဒီဘက်ကြည့်ပြီးအဲ့ဘူရာရဲ့ဟိုလမ်းထဲရောက်တဲ့အထိကွာပြီးမှသူအမှပိတ်တော့မှာလူထဲပိတ်တော့မှာသူ third person view ပြန်ဖြစ်သွားဇာကားအဲ့ score တီးလုံးနဲ့တော်တော်မိုက်တယ်ကွာအဲ့အတန်နဲ့နောက်ခန့်အတန်နဲ့ကလေးငိုတဲ့အတန်ပြီးလမ်းလျှောက်တဲ့အတန်ချင်းစီအစား detailing ကတော်တော်ကောင်းတယ်ကွာအဲ့ပို့ပြီးတော့ရုံမှာကြည့်ချပို့ပြီးရတင်မလားဇာကားတဲ့ပို့ပြီးနစ်မျောတယ်ကွာကြည့်ရတာပို့ပြီး feel ရအဲ့ထဲမှာပိတ်တယ်ဆိုတဲ့ပုံစံပြီးဒီဇာကားလည်းဒီသူကဒီလူဖိုင်နဲ့ကွာဒီဂျပန်ရဲ့ဘယ်လိုပြောမလဲအလုပ် system lifestyle တွေကိုကွာ critic လုပ်တဲ့ပုံစံပါကွာအဲ့လိုပုံစံဖြစ်နေတာရုံသွားတနေကောင်အလုပ်သွားဒီတန်တရားကြီးကိုပဲလဲနေရဆိုတဲ့ပုံစံမျိုးနဲ့ပေါ့ဒီလူဖာပြင်းဘဝမှာအဲ့ choice တွေနဲ့ပတ်သက်တဲ့ဟာတွေပုံစံအဲ့လို game ပုံစံမျိုးပဲပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးအဲ့လို metaphorical ဆန်တာပေါ့ဇာကကြီးလို့တော့ကောင်းတာဇာကကြံခဲ့အနှစ်တော့ရှိကောဟိုလိုကြီးthriller တီးတန့်လားဆိုလည်းမဟုတ်အနှစ်ရှိကောသူက substance ရှိရပြီးရင်အဲ့နာနာခွန်မတ်ဆူလည်းပါတယ်ကွာဒီထဲမှာဒီဇာကားမှာအစားမေးနေကွာ trailer ထဲမှာတော့မြင်မယ်ထင်တယ်ဒါပေမဲ့ဟိုဟာမေးနေကွာဇာကားနဲ့ကြည့်တော့ surprise ဖြစ်သွားသူလည်းပါလားဆိုရင်မိုက်တယ်ကြည့်ရဇာကားတတိယကတော့လုံးဝအဲ့ Indian အဲ့လို spy movie ပဲပြောမှာအဲ့ကတော့ရင်ကားလည်းရုံမှမကြည့်ရကြအောင်ဒီကားကနည်းနည်း trailer လည်းမစိုးဘူးဆိုတော့ပြသူကလည်းနည်းနည်း grounded ဖြစ်တဲ့ဘယ်လိုပြောမလဲ spice action drama thriller ပုံစံမျိုးသွားမယ်ဆိုတဲ့ပုံစံဆိုနည်းနည်းစိတ်ဝင်စားလို့ဆိုရင်သွားကြည့်လိုက်တာရုံနဲ့ရောက်တော့လည်းဘေးကထိုင်နေသူကထိုင်းတယောက်ကသူကလည်းအဲ့လို Bollywood film တွေအိန္ဒိယကားတွေကြိုက်လို့ဆိုပြီးသူကဘာညာနဲ့လာကြည့်ရဲဆိုပြီးသူနဲ့ဇာကလည်းနိုင်ငံရေးအကြောင်းနိုင်ငံရေးဟာပြောရုပ်ရှင်အကြောင်းတွေပြောဘာညာနဲ့ဇာကမစခင်ပြောသူလည်းအဲ့ပြော homebound ဆိုတဲ့ကားဇာကလည်း recommend လုပ်ပေးလိုက်တယ်ကွာဒါကြည့်လာဒီကောင်မိုက်သူကလည်းအဲ့လို social issue တွေနဲ့ပတ်သက်တဲ့ကားကြိုက်တယ်ဆိုတော့အဲ့က recommend လုပ်ပေးလိုက်ကွာဇာကလည်းပြောဒီကား3နာရီခွဲကြာတယ်ကွာတော်တော်ရှည်တယ်ကွာပြီးတော့သူကားလည်းအလောက်က requirement တော့လိုရယ်ဆိုတဲ့ပုံစံကဘာလို့လဲဆိုသူဟာစာကအကြီးနဲ့ကွာနှစ်တည်းအများကြီးအဲ့လိုဇလန်အကြီးကွာဇလန်ပြီးတော့အဲ့လိုပါကစ္စတန် gang war ဖြစ်တဲ့ဟာကွာဂိုင်းနဲ့အုပ်စုလိုက်နဲ့ပြီးတော့အဲ့ဒီဇလန်တခုအပြင်မှာလက်တွေ့ဇလန်ကွာအဲ့ဒါကို
အိန္ဒိယမှာဖြစ်တဲ့ terrorist attack တွေဖြစ်တဲ့ပြင်မှာဖြစ်တဲ့ဇက်လိုင်းတွေနဲ့ချိတ်ထားပါနှစ်ခုချိတ်ပြီးအဲ့လို spy တယောက်ကတည်းက spy တယောက်ကိုအဲ့ပါကစ္စတန်လုတ်ပြီးအဲ့ဒါနဲ့တင်းနိုင်ဖို့ပေါ့အဲ့လိုပုံစံမျိုးနဲ့ set up ကွာနှစ်တဲ့အရှည်ကြီးနဲ့အဲ့လို set up ပုံစံနဲ့လောက်ထားတဲ့ဇာတ်ကားကွာဒါတော့ဒီကတဝက်ပဲရှိသေးတယ်ကွာကျန်တဲ့တဝက်ကလာအောင်ပါကွာ3လပိုင်းကျရင်ထွက်မယ်ဆိုပြီးပြောတာဒီကလည်းအဲ့လိုအချိန်တော့ယူရကွာဇာတ်ကားရှည်တော့ရှည်တယ်ဒါပေမဲ့တချို့နေရာမှာတော့ဖြစ်တယ်ကွာနည်းနည်းရှည်တယ်ဆိုတဲ့ခံစားချက်ဒါပေမဲ့ overall ကတော့ကြည့်လို့တော်တော်ကောင်းတယ်ဆို engaging ဖြစ်တယ်ကွာဇာတ်ကားသူ score ကလည်းတော်တော်ကောင်းတယ်အဲ့ music composer ကတချင်းနဲ့ score တွေသူအရင်တော့တချင်းတွေကိုလည်းပြန်သုံးထားရကွာတောင်းပြီးအဲ့လိုပုံစံတွေနဲ့ကွာ hype အဲ့လိုဘာညာလောက်ထားကွာဇာတ်ကားထဲမှာတစ်ချက်ဟိုဟာတော့ရှိအောင်အဲ့ director ဒီကားရဲ့ director ကကြောင့်အဲ့အခုလက်ရှိ government အစိုးရအဲ့ Modi ရဲ့ supporter ဆိုအဲ့ဒါရဲ့တင်မလားအဲ့ဘက်ဘာလိုက်တဲ့ဟာတော့ရှိအဲ့လိုဟာရဲ့တိတိုင်ပါထင်းတယ်ကွာဒီဘိုင်းနဲ့ဒီဘိုင်းဆိုထင်းတယ်ဒါကြီးကိုလုံးဝတင်မလား emphasize လုပ်နေရဆိုတဲ့ပုံစံနဲ့ကွာအခု government ဟာဟိုကောင်းတာတွေဘာတွေဆိုတဲ့ပုံစံနဲ့အရင်ဟာဖောင်းထုရတယ်အားရပါရဖောင်းထုတာကွာအရင် government တော့အဲ့ဒါရင်းနဲ့ပတ်သက်ဒါပေမဲ့ဇကာကောင်းတော့ကျတော့ဒီဟာတွေကိုတင်မလားလေးလီကိုရှူလို့ရတယ်ကွာဒါမျိုးဟာတွေအနေနဲ့အများတော့လောက်ပေါ့ကွာကိုအကြိုက်တဲ့ကိုပဲပေါ့အဲ့လိုပုံစံနဲ့ပါဇကာအဲ့လိုmainstream ကားပဲကွာပြောရမယ်ဆိုရင်တခြား Indian mainstream action ကားတွေနဲ့ compare လုပ်မယ်ဆိုဒီကတော်တော် grounded ဖြစ်တယ်ကွာဟိုတယောက်ကိုထိုးရတယ်လေးဘော်တွေမလွင့်ကွာဟိုလို over မလောက်ထားကွာ action ကလည်းနည်းနေပြီးတော့ဟို drama ပုံစံနဲ့ကွာ drama ပုံစံသူကအဲ့လိုတင်မလား plotting တွေလုပ်တယ်ဘာညာပြင် action ပိုင်းလည်းသူကဟို grounded ဖြစ်တယ်ကွာလက်တွေ့ဆန်တယ်ဆိုတဲ့ပုံစံကနည်းနည်းတော့ stylized ဖြစ်တယ်ကွာတင်မလား entertaining ဖြစ်အောင်ကွာ music တွေပိုင်းနဲ့အထာတော့ကြာတယ်ကွာဟိုလိုတော့မဟုတ်ကွာပြီးရင်ဒီကားထဲမှာ goal လည်းတော်တော်များတယ်ကွာအဲ့လိုပြင် torture လောက်တာတော့ goal တော့ပြီးဆဲတာလည်းအားရပါရ share ဆဲတာကွာ2မိနစ်3မိနစ်တခါဆဲတာပါတယ်နည်းနည်းအောင် all တော့ရုံနေရတော့ဒီကောင်เนี่ยအဲ့လို mainstream ကားထဲမှာလည်းအဲ့လိုပေးနေလားဆိုပုံမှန်ဆိုရင်တို့ကဆဲတာရယ်ဆိုရင် mainstream ကားဆိုရင်တို့ကအဲ့လိုဘယ်လိုပြောမလဲ mute တွေလုပ်ပြစ်တယ် sensor လုပ်ပြစ်တယ်ဆိုတဲ့ပုံစံနဲ့ကွာအဲ့ဆဲတာတော့ဒီကားမှာလောကအားရပါရဒီလိုလွတ်ပေးထားရဆိုတဲ့ပုံစံအားရပါရကိုဆဲနေကွာ actor ကလုံးဝ gang တွေရဲ့ environment ကိုကောင်းပေးကွာလုံးဝအဲ့လို color grading ကလည်းအဲ့လိုနည်းနည်းအဲ့လိုဘယ်လိုပြောမလဲညိုတဲ့ဘတ်တို့ဘာတော့အဲ့လို color palette နဲ့ကွာပြီးတော့လုံးဝအဲ့ရပါအဲ့ rawness ကိုပို့ပေးကွာဇာကအပြီးမှကျွန်တော်တို့ Reddit တို့ကနေတီးရတာတော့ဒီအိန္ဒိယမှာတော့တို့ကအဲ့လို sensor လောက်ထားကွာတချို့ဆဲတာတွေတော့နည်းနည်း mute လောက်ထားကွာတချို့ဟာတွေတော့ခြံထားရဆိုတဲ့ပုံစံနဲ့ဒီဘက်မှာတော့နိုင်ငံခြားဟာဆိုတော့ဒီက censorship က rating baby လွတ်ပေးရကွာတင်မလားဘာမှဟိုလိုမရှိကွာတင်မလား18+ ပေးလိုက်ပြီးဆိုတင်မလား freedom ရှိကွာဟိုလိုကျင်းကျက်တာမရှိကွာဒီမှာတော့လွတ်လပ်ရဆိုအဲ့တော့ဒီမှာအပြေးဝဆဲတာတွေရော goal တွေရောအားရပါရကိုပြထားကွာဟိုဇာကအားကြောင့်တော်တော်ပို့ပြီးကြည့်လို့ပြီးတော့တကားလုံးမှာလည်းတယောက် actor တယောက်ရှိကတော့ aura farming လုပ်တာကွာဒီအားရပါရ aura farming လုပ်တာဇာကအဆုံးတတ်ထိကွာတော်တော်စားတော့စားဒီထဲမှာ actor လည်းအများကြီးပါကွာအကုန်လုံးကလည်း performance တွေကောင်းတယ် technically ဇာကတော်တော်ကောင်းတယ်ကွာဟိုကြည့်ရတာဟို engaging တော့တော်တော်ဖြစ်တယ်ကွာနောက်တစ်ခါဘယ်လိုလာမလဲတော့မသိသူကအစတော့ရိုက်ထားတာတကားပုံစံပဲရိုက်ထားဒါပေမဲ့ footage ပေါ့ဇလန်တော့အပြေးဝရိုက်ထားပြီသူကနကားခွဲလိုက်တယ်ဆိုတဲ့ပုံစံက footage များပြီ9နာရီစာလောက်ဇလန်ရှိတော့ကျတော့အားကြောင့်လို့သူကမ short ချင်တာနဲ့နကားခွဲလိုက်မယ်ဆိုလို့တော့အဲ့ decision ပိုကောင်းတယ်ကျွန်တော်ဘာလို့ဆိုအားကြောင့်ဒီထက်မှသူက gang တွေအကြောင်းပိုသိရတယ်ပြီးတော့ character တွေကပိုပြီးအချိန်ပိုရရကွာဟို flash out လုပ်ဖို့အတွက်ကပြီးရင်ဘာညာကွာအဲ့လိုရှိရဇကာအားကြောင့်တစ်ချက်တော့ documentary ဆန်တော့ကွာတချို့ scene တွေပါတယ်သူကအပြင်မှာဖြစ်တဲ့ဟာကိုလုံးဝအပြင်ကပုံနေ footage တွေတုံးတော့ကျွန်တော်နည်းနည်းမလားဇကာကြည့်နေတဲ့အချိန်တော့ပြတ်သွားလုံးဝဟိုဇကာနဲ့အပြင် documentary တို့ပါတော့အဲ့လို footage တွေပါအဲ့လို feeling တော့ရတယ်ဒါပေမဲ့ကြည့်လို့တော့မစိုးဘူးကွာ3ကားလုံးဒီလောလောဆယ်ကြည့်ထားတယ်ဒီတစ်ပတ်3ကားလုံးယုံသွားတော့ကြည့်တာတော်တော်မိုက်တယ်ကွာအားရဖို့ကောင်းတယ်ဆိုတဲ့ပုံစံနဲ့တခြားဟာတွေလည်းဟိုရှိရဟို streaming တွေပါမှာထွက်ထားတဲ့ကားတွေရှိရကွာ online မှာ streaming တော့မသုံးချင်ကွာ online မှာထွက်ထားတဲ့ကားတွေရှိအဲ့ဒါတွေလည်းကြည့်တော့ကြည့်မယ်တချို့ဟာတွေတော့ယုံတော့တင်မှာဒါပေမဲ့အကောင်3-4လလောက်ကြာပြီးမှတင်မှာဆိုတော်တော်နောက်ကျကွာအခုဟို HDA တောင်ထွက်နေပြီဆိုတော့အကောင်တွေလည်းနောက်ကျရင်ဆက်ပြောပဲလောလောဆယ်ဒီကောင်တွေကတော့ဒီလောက်ပဲ